ဒီ MRT ရောက်လို့ရှိရင် exit 1ကနေထွက်ပြီးတော့ဒီတိုင်းဆက်ပြီးတော့ဆက်လျှောက်သွားမယ်ပေါ့နော်အပြင်ကိုထွက်ဖို့အတွက်ကိုဒီ exit 1ကနေထွက်ရမှာတိလား Okay let's go ဘာဖြစ်လို့ကျွန်တော်ကဒီနေရာကနေညွှန်လဲဆိုတော့ဒီကနေသွားလို့ရှိရင်သွားတဲ့လမ်းကြောင်းကလည်းအရန်နဲ့မကွေ့ white မနေရဘူးဒီ MRT ရောက်လို့ရှိရင်ဒီ brown line ဒီ MRT ကိုရောက်တာနဲ့ကျွန်တော်တို့ exit 1ကနေထွက်ပြီးတော့လိုင်းဆက်ပြီးသွားလိုက်ပြီးတော့အပြင်ထွက်ပြီးညာချိုးပြီးလျှောက်သွားရင်ရောက်ပြီပေါ့နော်ကျွန်တော်အစားဆုံးဘယ်လိုသွားရတယ်ဆိုတာကိုထပ်ပြီးတော့ပြပေးမယ် Okay ဒီ exit 1ကနေပြီးတော့ပဲဆက်ပြီးတော့ထပ်လျှောက်သွားပေါ့နော်အပြင်ရောက်တဲ့အထိဒီမှာ exit 1ကနေပြီးတော့ဒီလေကားကနေဆက်လေကားကနေအပေါ်ဆက်တက်ပြီးတော့သွားမယ်အပေါ်ရောက်တာနဲ့ကျွန်တော်ညာဘက်ကိုရှိုးပြီးတော့အဲလမ်းအတိုင်းဆက်လျှောက်သွားမယ်ဘယ်လိုသွားရလဲဆိုတာကိုထပ်ကြည့်ထားပေးဒီ MRT ဒီကနေပြီးတော့ကျွန်တော်တို့ညာဘက်ထဲကိုဆက်လျှောက်သွားဒီဘက်ညာဘက်ထဲကိုဒီလမ်းအတိုင်းပဲဆက်သွားအောင်ပါဗျာတိလားကျွန်တော်ဒီမော်ကြီးဆုံးသွားပြီဆိုလို့ရှိရင်အဲဆုံးသွားပြီရင်ကျွန်တော်တို့ဒီဘက်ထဲကိုပဲပေါ့နော်ဒီဘက်ကိုဆက်ရှိုးပါမယ်ဒီဘက်ထဲကိုဒီလမ်းလေးတွေကိုဆက်ရှိုးပါမယ်ရှေ့ကိုဇက်တိုက်ပဲဆက်လျှောက်သွားမယ်ဗျကျွန်တော်တို့ဒီလူကူးမြင်းကြားလေးရှိတဲ့လမ်းကူးတဲ့နေရာအထိကိုလျှောက်သွားမယ်အဲ့ဒီလမ်းကူးတဲ့နေရာရောက်လို့ရှိရင်ဟိုဘက်ထဲကိုလမ်းကူးလိုက်တာနဲ့တန်ယုံကိုဝင်တဲ့လမ်းကြားတွေကိုကျွန်တော်တို့ဒဲလျှောက်သွားရုံပဲကဲလားဒီရောက်လို့ရှင်ပေါ့နော်ဒီနားရောက်လို့ရှင်အမှမီးပွိုင်းကိုမြင်နေရပြီအဲ့ဒီမီးပွိုင်းလူကူးမြင်ကြကနေဟိုဘက်ထဲကိုကူးလိုက်ရင်ဟိုဘက်ထဲကိုကူးလိုက်လို့ရှင်ကျွန်တော်တို့ဒီတန်ယုံကိုဝင်တဲ့လမ်းကြားတွေကိုရောက်ပြီပေါ့နော်မီးပွိုင်းကနေပြီးတော့ဒီမှာကူးမယ်ဒီကနေကဲလူကူးမြင်းကြားလေးကိုကျွန်တော်ကူးပြီဆိုတော့ဒီလမ်းကြားတွေကိုဝင်သွားရင်တော့ဒါဒီတက်လျှောက်သွားတာ ਨੇ ဒါဟိုမြန်မာတန်ယုံကိုရောက်ပြီပေါ့နော်ထဲလျှောက်သွားလိုက်အောင်ပဲကဲဟိုးမှာကျွန်တော်မြန်မာတန်ယုံကိုတော့မြင်နေရပြီပေါ့နော်အခုကျွန်တော်ပြခဲ့တဲ့လမ်းညွန်လေးအတိုင်းလာမယ်ဆိုလို့ရှိရင်လမ်းလည်းအများကြီးမချောက်ရဘူးဒါပေမဲ့တခုတော့ရှိတယ် MRT တေချာစီးတဲ့သွားတတ်ဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်ပြောတဲ့အတိုင်း MRT ကျွန်တော်ပြထားတဲ့ MRT ကိုစီးပြီးလို့ရှိရင် exit 1ကနေထွက်ပြီးတော့အခုပြထားတဲ့လမ်းညွန်နဲ့အတိုင်းလေးလာမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့မြန်မာတန်ယုံကိုလွယ်ကူကူနဲ့နော်လမ်းချောက်ပြီးတော့လာလို့ရပါတယ်ကဲရပြီပေါ့နော်ဘယ်နှအုပ်တယ်ဘယ်နှနဲ့လဲမင်းနဲ့မပတ်စိုးစာအုပ်အနေထားကိုကြည့်လိုက်ကဲရပြီပေါ့နော်ဒါကဲဒီကနေပြီးတော့ဟိုရှေ့ကကားကနေပြီးတော့ကားစီးပြီးတော့ကျွန်တော်တို့ City Hall ထပ်သွားလို့ရတယ်ပေါ့နော်